grade 1 grade 2ကလေးလေးတွေကိုအိမ်မှာကိုယ်တိုင်စာပြန်ပြီးတော့တင်ပေးနေတဲ့လေ့ကျင့်ပေးနေတဲ့မိမိတွေရှိပါသလားရှင် vocab လေးတွေကိုအိမ်မှာကိုယ်တိုင်တင်ပေးတယ်ပြီးတော့မှဒီ speaking အတူထွားလေးတွေပြောပြပေးတယ်ဒါပေမဲ့ grammar ဘိုင်းလေးရောက်လာတဲ့အခါကျရင်တော့ကလေးတွေများခေါင်းရှုပ်သွားမလားနားလည်အောင်ဘယ်လိုတင်ပေးရပါမလဲဘယ်လိုစရပါမလဲဆိုတော့မိမိတွေဆိုရင်ဒီနေ့မှာတော့အဲ့လိုမိမိတွေအတွက်ပေါ့နော်တင့်တော်တဲ့ဒီ grade 1 grade 2ကလေးလေးတွေအတွက်တင့်တော်တဲ့ grammar စာအုပ်လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်ရှင်မိမိတို့ရဲ့ကလေးလေးတွေကဒီ basic grammar ကိုလုံးဝအခြေခံမရှိသေးဘူးဆိုရင်တော့ကျွန်မကဒီပန်းရောင်စာအုပ်ကလေးကိုလေ့ကျင့်ပေးဖို့အကြံပေးပါတယ်ရှင်သူကကြတော့ဒီပန်းရောင်စာအုပ်ကလေးကကြတော့ for grade 1 and grade 2လို့ရေးထားတယ်ပေါ့နော်ဒါပေမဲ့လည်းကျွန်မစီရောက်လာတဲ့ဒီ grammar class ကိုလာတက်တဲ့ကလေးလေးတွေဆိုရင်တော့ grade 4ပဲဖြစ်ဖြစ် grade 5ပဲဖြစ်ဖြစ်လုံးဝ grammar အခြေခံမရှိဘူးဆိုရင်တော့ကျွန်မကဒီပန်းရောင်စာအုပ်ကလေးတွေfor grade 1 and grade 2ကနေစပြီးတော့မှ join ပေးပါတယ်စပြီးတော့မှလေ့ကျင့်တင်ကြားပေးပါတယ်ဘာလို့လဲဆိုရင်ဒီစာအုပ်မှာပါဝင်တဲ့အကြောင်းအရာလေးတွေကကြတော့လေတကယ်ကိုမှ grammar ရဲ့အခြေခံ article ဆိုတာဘာလေးတွေလဲပြီးတော့မှ noun ပြီးရင်အဲ့ဒီ noun မှာသူ့ရဲ့အမျိုးအစားလေးတွေခွဲတာပါတယ်သူ့ရဲ့ details အသေးစိတ်ကလေးကအစပေါ့နော်ခွဲပြီးတော့မှဒါအခြေခံအကျဆုံးလေးတွေကိုကလေးတွေလည်းစိတ်ဝင်စားမှုရှိအောင်ပေါ့နော်အယောင်ချဲတာလေးတွေနဲ့ငယ်သေးတဲ့ကလေးဆိုရင်တော့စာကြည့်တက်ဆိုရင်စိတ်ဝင်စားဘူးလေနော်ဒါဆိုတော့ဒီလိုရုပ်ပုံလေးတွေနဲ့ match လုပ်တာလေးတွေပါမယ်အယောင်ချဲတာလေးတွေပါမယ်ဒါဆိုတော့ကလေးလည်းစိတ်ဝင်စားတယ်ပေါ့ရှင်ပြီးတဲ့အခါကျတော့ဒီစာအုပ်မှာဘာလေးပါအောင်မလဲဆိုရင် noun ဆိုတာဘာလဲ verb ဆိုတာဘာလဲ adjective ဆိုတာဘာလဲဒီမှာစပြီးတော့မိတ်ဆက်ပေးလိုက်ပြီးတော့ preposition တွေပါမယ်ပြီးတော့မှကျမတို့ဒီ speaking အတူထွားလေးတွေပေါ့နော် I like I don't like ပြီးတော့မှ can cannot ဒါလေးတွေလည်းပါမယ်ဒီက sentence structure ရဲ့ဒီနိဒန်းလေးတွေပေါ့နော်သူတို့ရဲ့အစပြုတဲ့sentence structure ပုံစံလေးတွေကအစ WH question လေးတွေအစုံပေါ့နော်ဒီထဲမှာဒါစနစ်တကျနဲ့တတိကျကျကိုမှအပြည့်အစုံထည့်သွင်းထားတာဖြစ်ပါတယ်ကလေးတွေရဲ့တတ်မြောက်မှုကိုကျမတို့ကစစ်ဆေးဖို့အတွက်ဆိုရင်တော့သူ့ရဲ့ middle test ဆိုပြီးတော့လည်းပါတယ်အဲ့ဒီပါတဲ့ခါမှာကျမတို့က middle test လေးစစ်လိုက်မယ်စစ်ပြီးသွားတဲ့ခါကျတော့ကလေးလေးကတိတ်အဆင်မပြေသေးဘူးဆိုရင်အရှိကဟာလေးတွေကိုပဲကျမတို့ကထပ်ပြီးတော့မှလေ့ကျင့်ပေးတယ်ကျမစီမှာရောက်လာတဲ့ကလေးလေးတွေဆိုရင်တော့ကျမကဒီပန်းရောင်စာအုပ်လေးပြီးသွားပြီသူတို့ကကျွမ်းကျင်သွားပြီဆိုရင်ချက်ချင်းကျမကfor grade 2 and grade 3ကိုမကူသေးပါဘူး